Yogi Dharma. So do I Yogi Dharma. I Dharma. Mia Bede. I do go Mia. Who amused me. Machine Nabi Jala Yamati Jara Yama Ayagaye Trace Beta Araga see it I do. Hello, people. Dana Daya Divido Dana Dina Di Dana Daya Divido Dana Di Alondaya Mimia Lava Di Amia so Yatana Yala Ada the Jami Yamia Wabia. The love come at the Yari Pia Shimpia Baro Young Sura the low the bara. I lose your up. This young, Nizin Tower, yeah. They had to be the nutty, Mia Dam Biva. They had to be the nut to the Miata, yeah. Who do come below Mia? Yala. Value let it up, you. You know, Banet than Andule. Where G. their banks go, Nino Petita. G. their Gama, Ludana, people say him a poela. I'm aboard the Lugan, not to the pure. Ludana, she. Yala. Miata Via, the Vida to not you. A look come up with a machine, Pharmacy. Palula, Alu Pies only, Palule. Kaja look you, yeah, Miade. Do a nappy of load. Yala. Not yet a nappy of load. Kaja Nadi, Sudi, Suye. Lubitana, Yabadi, Draji, Pipadi, Iluwai, Yitaku. Yala. Palula Zira, Lupi Jai. Kuna Draji, Lushi, Dana, Napi, a baby. I not to that book was not a pitch in a value, Changal, Valule. You do a nap a pitch. Taja Lubi do in a canal. Not be being yaw on to a suit on Jala. Valule, Nachana, Gong, Valule. Eh, I not eat a pizza. Jala. Kuna, Nanakan, and I forgot. Who are a lot better? Low, a lot banal. The Kujan. I don't go to Dana, go to my sheet. Hello, okay, me. Yeah. I aludana, Bane declare to put in it. Udo go. The Nibala Yogi, the Junior. Aludana. Yogi, the Junior. No. Tiaro, Gio. We are with a young. We are with a young one with the Yama teacher. Tiaro, no, Gama, the Gamji. I know we are with a young ways, Rossiara, Donaina, the Big Banya, Gona, Joe, Banya, Danny, Pimpin, Nine. I don't even. I do that and we did do them.
အဲ့လိုတဲ့နေရာမှာသုံးတဲ့အခါကျကုသိုလ်ကောင်းမှုတွေခုသုံးတိုင်းအကုန်လုံးကုသိုလ်တွေရှိတယ်ဒါဒီလိုမှတ်လိုက်နော်နောက်တစ်ခုကဘာနဲ့အလားတန်တန်တူလဲဆိုတော့လှူတဲ့ပုဂ္ဂိုလ်ကြီးကိုကြီးမှာမိကွက်ကလေးတစ်ခုရှိတယ်ဆိုကြပြီ1000သောပုဂ္ဂိုလ်ကမိကွက်တော့ရှိတယ်မိမရှိဟုတ်လားတယောက်သောပုဂ္ဂိုလ်မှာပဲမိရှိမိရှိတဲ့ပုဂ္ဂိုလ်ကဒါနပြုတဲ့ပုဂ္ဂိုလ်နဲ့တူတယ်အဲ့တော့မိလေးတတုပေးပါဆိုတော့1000သောမိကွက်တွေလင်းမသွားဘူးလားပထမကိုမိကွက်မှာနီးရရော့သွားသလားမရော့ဘူးပြီးတော့ကြလားလင်းလာနော်အဲ့ဒါကိုဘာဝနာလို့ခေါ်တယ်ဘာလဲဘာဝနာဆိုတော့ပွားများခြင်းကိုကုသိုလ်ကောင်းမှုပြုပြီးရှင်ကဒီမှာကုသိုလ်ကောင်းမှုရှိတယ်အဲ့တော့ကိုပြီးခြင်းတဲ့ပုဂ္ဂိုလ်ကြလားတထေးဖြစ်သွားရင်ကိုပြီးခြင်းတဲ့ပုဂ္ဂိုလ်သွားပြီးရင်မရောက်လိုက်ရကိုစီမှာဒါနရှင်တဲ့ဒီလိုတတိယတိုင်းဒီလိုပြီးလို့ရတယ်ကိုပြီးခြင်းတဲ့ပုဂ္ဂိုလ်ကြလားဒါတမလွန်ပြောင်းသွားတဲ့ပုဂ္ဂိုလ်ပြီးနေသဘောပေါက်လားခုလက်ရှိပုဂ္ဂိုလ်တွေကလည်းအာရဝင်သားနဲ့အမြတမ်းပြီးရင်ဝမ်းမြောက်ဝမ်းသာနဲ့သာဓုခေါ်ရင်သူတို့တည်းရပါတယ်မကောင်းလားနတ်တွေတည်းရပါတယ်ဆိုတော့ပူပြီးတော့ကုသိုလ်မရဘူးလားအဲ့ဒါအမြတမ်းပြီးကဲလက်ကလေးချီဘုန်းကြီးကပူဇာဆူပြီးမယ်အဲ့ဒီရပြီးတော့ငါတို့နှလုံးသွင်းပြီးတော့ပူပြီးခြင်းတဲ့ပုဂ္ဂိုလ်တွေအမြတမ်းပြီးမယ်ဒီလိုစိတ်ထဲမှာညှော့လိုက်ဟုတ်လားဒါတော့ကုသိုလ်ကောင်းမှုမပြုတဲ့ပုဂ္ဂိုလ်ပြုတဲ့ပုဂ္ဂိုလ်တွေကဘုခင်မြင့်ဒီနေ့ပြုထားတဲ့ဟိုရက်တည်းနဲ့ဆွန့်ကြွထားတာရှိပါပြုတန်းတာပါအဲ့တော့အဲ့ဒီကုသိုလ်ကောင်းမှုဒီအမြပေးတဲ့အခါကျတော့ကိုယ်ကသာဓု3ချိန်ခေါ်အောင်ဘလောက်ခေါ်ရမလဲသာဓု3ချိန်ခေါ်ရင်အဲ့ဒီခေါ်ပြီးရင်ကိုယ်ကရသဘောပေါက်လားအဲ့ဒီတော့မှဒုတိယအမြပေးတော့ကိုယ်ကပြန်ပေးဘာလို့လဲရပြီးသားဖြစ်ဘာလို့လဲတတိယတစ်ခါပေးကြလား3ချိန်ပေးကဲစိတ်ထဲကညွတ်ဘုန်းကြီးတရားဆိုပေးအန္ဒီရှင်မြတ်ဘုရားမေမြန်းဘုရားတပည့်တော်မတို့သည်သံဃာတိဟုသောဝေဟကရေမှာထွံ့မြောက်ပါရစေခြင်းအရဟတဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုအပ်ပါစေခြင်းပြုငါသီလသမာဓိပညာသိက္ခာသုံးပါးသာသနာ300ကျင့်မြတ်ကိုလေးမြတ်စွာအထောက်ရပါလို့ဤအထောက်ရသောကောင်းမှုစုကုသိုလ်ကိုကြောင့်ယနေ့ကစ၍လောကဒုက္ခသံဃာပိစုကြီးမှလွတ်မြောက်၍နိဗ္ဗာန်ကိုမျက်မှောက်ပြုအပ်ပါလို့ရှင်မြတ်ဘုရားဤသို့သီလသမာဓိပညာသိက္ခာသုံးပါးသာသနာ300အကျင့်မြတ်ကုသိုလ်ကိုနှင့်ယနေ့ယခုပြုသောချိုးခြင်းရလာခဲဝဲဘောစဉ်ဓာတပဟုအစုပြုတန်းတဲ့ကုသိုလ်တို့ကြောင့်သွေးကြီးမျိုးကြီးဘိုးကြီးဘွားကြီးတော်အမြတ်ပေးဝေပါကုန်၏ကိုဆောင်နာအဲ့တော့ကိုယ်လေးကိုညွှန်လာကြားလားကိုဆောင်နာအိမ်ဆောင်နာအယံဆောင်နာလမ်းဆောင်နာကျောင်းဆောင်နာမြို့ဆောင်နာတောဆောင်နာတောင်းဆောင်နာဘုရားရုပ်တို့အာကာသတုနာသတုလောကပါလနာသာသနာဆောင်နာနာမြတ်နာကောင်းနာပေါင်းတို့ကိုမြတ်ပေးဝေပါကုန်၏တရားတရားသံဃောတိတာသာသောနာမြတ်နာကောင်းနာပေါင်းတို့ကိုမြတ်ပေးဝေပါကုန်၏အထက်ကိုဘဝအောက်ကိုဝေဒီနံဒီဆက်ကြဝလာဖီလာထုံကျဲကျွေးမရှိ30ဘုံကျင်းကြကုန်သောဝေလျာဒုက္ခိတာဒုက္ခိတာတတ္တဝါပေါင်းတို့မြတ်ပေးဝေပါကုန်၏အလုံးစုံသောတတ္တဝါပေါင်းတို့သည်ကျွန်ုပ်တို့ယနေ့ယခုပြုသောဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တို့သည်ကျွန်ုပ်တို့နှင့်ထာတူထမြအများရ၍ချမ်းသာကြရခုဖြစ်ကြပါစေကုန်သတည်းခင်ဗျအရင်ပေးမြတ်သာဓုသာဓုသာကဲအားလုံးပိုက်ပြီအမြတ်ယူတော်မူကြပါကုန်လော
သာဓုသာဓုသာဓုအမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုဒီနေ့ကဘာဟောမလဲသောသောကျန်ဘာလေးကျန်နေပင်လေသမုဒ္ဒရာပင်လေသမုဒ္ဒရာအင်္ဂါ၃ချက်အဲ့ဒါသောသောဘာဟောလိုက်လဲသမင်လေးရဲ့အင်္ဂါ၂ချက်ဟောပြီမဟုတ်လားဟောပြီနော်နားတော်တည်မနက်ကဆက်ပင်လေသမုဒ္ဒရာအင်္ဂါ၃ချက်ပင်လေသမုဒ္ဒရာသည်မြင့်ငယ်900မြင့်ကြီး900ဆင်းလာတဲ့ကြီးဒီပင်လေသမုဒ္ဒရာကောင်းကောင်းဆိုးဆိုးအကုန်လက်ခံပြီးတကယ်တော့ဘိက္ခုယောဂီဒီတူနီတူသွားပဲတရားများမှတ်ပြီးဆိုရင်ကောင်းကောင်းဆိုးဆိုးအကုန်သိမ့်မှတ်ရမယ်လေဒါလားနံပါတ်1ပင်လေသမုဒ္ဒရာအဲ့ဒါပင်လေသမုဒ္ဒရာတို့ဒီတူသွားပဲဘိက္ခုယောဂီဆိုတာလည်းခုနမြင်လို့ရှိရင်မြင်တယ်ကြားရင်ကြားတယ်အကုသိုလ်ဖြစ်မယ်ဟာဆိုရင်အကုန်လုံးမှတ်ပြန်မယ်ကြားလားနံပါတ်3ပင်လေသမုဒ္ဒရာဒီမြင့်ငယ်900မြင့်ကြီး900စီးဆင်းလာတယ်ဒီဘယ်တော့မှပြည့်ဖြူတုံးတာမရှိပါဘူးတဲ့အမြဲတမ်းလက်ခံနေပါပဲဘိက္ခုယောဂီတဲ့တူနိတူစွာပဲတရားများမှတ်ပြီးဆိုရင်တော်ပြီးတန်ပြီးဘယ်တော့မှချမထားရဘူးတဲ့ဒလစမှတ်နေရမယ်တဲ့ရလားဒီတော့ပင်လေသမုဒ္ဒရာဘယ်နှချက်ရလား3ချက်ကြက်ကလေးအင်္ဂါ5ချက်ပြောကြတယ်ကြက်ကလေးဒီကြက်ကလေးဒီအစာရှာတဲ့နေရာမှာမိမိနေနဲ့ဝေးဝေးလံလံဘယ်တော့မှရှာယူထုံးတာမရှိဘူးတဲ့မိမိအိမ်နဲ့သာလျှင်နီးနီးနာနာရှာဖွေစားပါထိုတိတူစွာပဲဘိက္ခုယောဂီဒီမိမိစိတ်ကလေးကိုခန္ဓာကိုယ်နဲ့ဝေးဝေးလံလံဘယ်တော့မှလှုပ်မပေးရဘူးဟုတ်လားအမြဲတလကြမှတ်နေရမယ်နံပါတ်2ကြက်ကလေးဒီအချိန်ခါသိပါတဲ့ထိုနည်းတူစွာပဲဘိက္ခုယောဂီဒီမိမိတရားမှတ်ချိန်ကိုသိရမယ်နားလည်လားနံပါတ်3ကြက်ကလေးဒီအစာစားတဲ့နေရာမှာအမြဲတမ်းရက်စားပါတဲ့ဘိက္ခုယောဂီတဲ့ဒုနိတူစွာပဲအစာများစားပြီးဆိုမှတ်မှစားရမယ်တဲ့ဘယ်လိုစားနံပါတ်4ကြက်ကလေးဒီအိတ်တန်းတက်တဲ့အခါမှာမိမိအိတ်တန်းကိုဘယ်တော့မှစွန့်လို့ရထုံးတာမရှိဘူးကြာမိမိအိတ်တန်းသာလည်းတက်ပါတယ်တဲ့ဘယ်လိုပဲဒုံနဲ့ပဲပြပြမုံနဲ့ပဲတူဘယ်လိုပဲလုပ်လို့အိတ်တန်းသာမိမိရဲ့အိတ်တန်းသာလည်းတက်ပါတယ်ဘိက္ခုယောဂီတဲ့ဒုနိတူစွာပဲတရားကိုဘယ်တော့မှမစွန့်တော့ဘူးတဲ့အမြဲမှတ်နေရမယ်တဲ့ဘယ်လိုမှတ်နေရမလဲနံပါတ်5ကြက်ကလေးဒီညအကာလအခါကြတော့ခဏနိုးပါတဲ့မနိုးလားအဲ့ဒါကြက်ကလေးတွန်းတော့မကြောက်လားဘိက္ခုယောဂီတဲ့ဒုနိတူစွာပဲတဲ့နိုးရင်တရားထမှတ်ရမယ်ဒါလားဒီချို့ယောဂီကနိုးပြီတရားမှတ်ဒီဘက်ကနိုးတော့ဟိုဘက်လက်အိတ်တော့ဒီဘက်ကမသားဆိုတော့ဟိုဘက်ဟောချပြီးသားဖြစ်မသွားဘူးလားဘာတူလဲမသားဘူးဖြစ်တာဘာဖြစ်သွားလဲအဲ့ဒီယောဂီတယောက်ဟိုဘက်ကနိုးလိုက်တခါဒီဘက်လက်အိတ်လိုက်ဒီဘက်ကနိုးလိုက်ဟိုဘက်လက်အိတ်လိုက်လက်အိတ်ဆိုတော့တခါဟိုခွေးနဲ့ကြည့်သေးနဲ့လာပန်းတယ်ဘာလာပန်းသေးနဲ့လာပန်းတော့မထရဘူးလားဒီတော့နင်တို့ခွေးဒီပန်းခံနေမထမှာကြလားမှတ်ပြီးရင်ဘာလုပ်ရမလဲပြီးတော့မှပြန်သဘောပါလားဒီဘက်ကျတော့တရားရင့်လာတဲ့အိမ်နောက်ကနိုးကြလားအဲဒီတော့မှတရားကြီးနီးလာပြီသောဘုန်းကြီးဟောတာတယ်မလားနင်တို့ဘယ်လိုဟောလဲသိအိတ်ချင်းဘာဖြစ်လဲရိစ္ဆာဘာဖြစ်လဲ
သူအဲ့ဒါမဖြစ်ချင်တော့လေသူခဏခဏနိုးတာအဆန်းကြီးများမှတ်ပြီးဆိုခဏခဏနိုးတတ်နိုးပြီးဆိုထားလိုက်ရလားနှုတ်မဲ့ခွေးနဲ့ကြည်သေးနဲ့လမ်းပါရင်ဟမ်မကြောက်နော်ကကုကဘာပဲရောက်တာလဲကြက်ကလေးအင်္ဂါ၅ချက်ပြီးသွားပြီမဟုတ်လားဘာဟောမှပြောသေးပြောလားယောဂီအမှတ်ပေးမလို့နားတော့လားအမှတ်ကလေးတွေပဲလို့လေဆိုတော့အမှတ်ကလေးရတယ်တော့ယောဂီတွေဒီဘက်ကျတော့ဝေဒနာတွေမတက်ဘူးလားတက်တော့နားရဲကျင်တယ်ကြိုက်တယ်ထုံတယ်ဝေဒနာတွေကစိုးပြီးတော့တက်လာတော့ယောဂီကဘာမှမသိဒီတော့နားရဲကျင်တယ်ကြိုက်တယ်ထုံတယ်ဒီလိုမှတ်တတ်တယ်ကြားလားဒီတက္ကရာလက်မကောင်းဒီစိတ်ဆိုတာတစ်မျိုးပဲရှိပါတယ်တဲ့ဘာလဲလဲအဲ့ဒါတစ်မျိုးပဲဆိုတော့နားရဲကျင်တယ်ဆိုတော့နှစ်မျိုးဖြစ်မနေဘူးလားဒါမင်းတို့ရဲ့စိတ်ထဲမှာအဲ့ဒါဖြစ်ရကြားလားတိတိကျကျတာအဲ့ဒါဘာနဲ့တူလဲဆိုတော့ကျိုးလေး၃ကြောင်းနဲ့ပြရပါတယ်ဘာနဲ့တူလဲပထမကျိုးလေးကိုတင်းတော့ခြိလိုက်ပါခြိပြီးပလားဒုတိယကျိုးသူ့တဲ့တင်းအောင်ဆွဲခြိလိုက်ပါတယ်ခြိပြီးပလားတတိယကျိုးတအားတင်းအောင်ဆွဲခြိလိုက်ပါခြိပြီးပလားဘယ်ကျိုးကတင်းပါလဲမေးဖြစ်တာတတိယကျိုးကတင်းထိုနည်းတူသောပဲဝေဒနာကြီးဆုံတက်လာလို့ရှိရင်ပြီးပြီးခြားခြားစဉ်းစားလိုက်ပါဥပမာဆိုပါတော့နားရဲကျင်တယ်ကြိုက်တယ်ဆိုတော့ကြိုက်တဲ့အပေါ်မှာသူကလွန်ကဲနေကြိုက်တဲ့နေရာစိတ်ကလေးကရောက်သွားတယ်ဟုတ်လားကျင်နေရင်ကျင်တဲ့နေရာကိုစိတ်ကလေးရောက်သွားတယ်လွန်ကဲတဲ့နေရာပေါ့ဟုတ်လားအဲ့စိတ်ကလေးရောက်သွားတဲ့နေရာကိုမှတ်လိုက်ပါနားရဲနားလာလေးကယောကြိုက်တယ်တက်ရလားကျင်တယ်ပျောက်သွားတယ်တစ်ခုပြီးတစ်ခုဒီလိုပါဘောပါလားရှင်းလားနှစ်ခုစုံမမှတ်ကောင်းဘူးနော်တဏိဘာနဲ့လာတဏံတူလဲဆိုတော့လူတယောက်နဲ့အများနဲ့ဉာဏ်ဖြစ်တာနဲ့တူပါတယ်ဘာနဲ့တူလဲလူတယောက်နဲ့အများနဲ့ဉာဏ်ဖြစ်တဲ့အခါကျတော့ဘယ်လိုတော့ဆိုတော့လူကြီးကကိုယ်ဝိုင်းရိုက်မယ်ဆိုကြပါစို့ပထမဆုံးနီးတဲ့ပုဂ္ဂိုလ်ရိုက်ချလိုက်ရတယ်လဲတော့နောက်ဒုတိယအနိစ္စဆုံးပုဂ္ဂိုလ်ရိုက်ချလိုက်လဲတော့ဘယ်နှယောက်လဲတော့တတိယပုဂ္ဂိုလ်တစ်ခါရိုက်ချလိုက်လဲတော့ဘယ်နှယောက်လဲမနိုင်ဘူးလားဝေဒနာလည်းအဲ့ဒီလိုပဲတကူချင်းမှတ်ချင်နိုင်ပါတယ်တဲ့ကြားလားအဲ့လိုမှမဟုတ်ဘဲနဲ့လူအုပ်ကြီးဝိုင်းရိုက်ပဲဆိုတာဒီလူအုပ်ကြီးကိုငါအနာရောက်မှသိမ့်ရိုက်မယ်ဆိုပြီးတော့ဟိုကစောက်နေရင်ပထမနီးတဲ့ပုဂ္ဂိုလ်ကိုအရင်ရိုက်မသွားဘူးလားမရှုံးဘူးလားအဲ့ဝေဒနာကိုသိမ့်မှကောင်းဘူးရှုံးတတ်တယ်ကြားလားဘယ်လိုမှမလဲတခုပြီးတခုမှဘယ်လိုမှမလဲတခုပြီးတခုမှမယ်ပဲကြားလားနောက်ငါဘာဟောမလဲဖရာကြီးဖို့ဟောဘာဟောမလဲဖရာကြီးဖို့ဘာဟောမလဲအဲ့ဒီဟောနောက်အခုဘက်ကူမလို့တွေ့ကာမဂုဏ်ကြောင်းဟောဘာဟောမလဲဘုကကကူဒုတိယကံဖရာကြီးဖို့အရင်ဟောတိတိကျကျတာဘောရမဘုရားပွင့်ပြီဘုရားဖြစ်ပြီဆိုတော့ဥဩတောင်းလဲနဲ့တခါတဲ့အလွန်ကြောဆိုထင်ရှားတာပုဂ္ဂိုလ်ဒီလာကြတယ်ပေါ့ဘုရားဟုတ်သလားမဟုတ်ဘူးလားလာပြီးတော့စုံစမ်းပါလေဘာလို့လဲဉာဏ်နဲ့တို့လူတွေတဲ့ကြည့်မကြတယ်ကြားလားဉာဏ်နာဘယ်မှာပေါ်စတဲ့ပေါ်ပြီးဆိုတော့စုံစမ်းတယ်ဘာဖြစ်လဲဘယ်သူ့စုံစမ်းလဲယန္နာစုံစမ်းတာဘယ်သူလဲပုထုဇဉ်လာစုံစမ်းတဲ့ပုဂ္ဂိုလ်ကပါလဲမကြဘူးနင်တို့အတိုင်းတာပါဘယ်လိုလုပ်ပြီးကြားလားပေါ်တော်တိတိကျကျစဉ်းစားကြည့်လားပေါ်တော်ပုထုဇဉ်ကပါလဲအကန့်ဘယ်လိုလုပ်ပြီးလဲဥပမာတကောကအယူကဘယ်လိုလုပ်မှန်းတဲ့စကားသိလားကြားလား
တုတ်ပုံလို့ဘယ်လိုလဲဟေးရဟန္တာနဲ့တူရဲ့ကွာအဲ့ဒါကြော်သောထေရှားဘုလူပြောဒီလူပြောနာမည်ကြီးတယ်ပေါ့နင်တို့ကနာမည်ကြီးရဟန္တာပဲထင်တာဟုတ်ကြလားအဲ့တော့တို့သွားစုံစမ်းအောင်မယ်တကယ်ချင်းငါလည်းကြားတယ်ကွာမေးပြန်လာရင်ငါ့ကိုပြောစမ်းပါသွားစုံစမ်းခိုင်းအဲ့တော့လာစုံစမ်းတဲ့တောင်မေးမြောက်မေးတောင်ကြီးမြောက်ပြန်သွားတဲ့အခါကျတကယ်ချင်းဟုတ်သလားငါတော့မထင်ပါဘူးကွာငါလည်းမယုံလို့မင်းခိုင်းလိုက်တာကြားလားအဲ့နင်တို့အတိုင်းတာလုပ်တာအတိုင်းတာပါရလားဘယ်လိုလုပ်ပြီးလဲနင်တို့စာနဲ့မှတိုင်မှာဟောတာစာဘယ်လိုလုပ်နေလို့ဒီစာမြုပ်ရည်တာနည်းနည်းလေးရည်တာကြားလားဒါပညာတယ်မှသိတယ်နေစာပြီးတကတော့နည်းနည်းလေးနော်အဲ့ဒါလေးမှတ်တာတိတ်ကြည့်ကြတယ်တင်တယ်ဘာကူကြားပြီးတော့သူတို့မင်းတလုံးမှမေးလို့မရဘာလို့မပြေနိုင်လဲပညာမှမဟုတ်တာဟုတ်ကြားလားတင်ညာကောတယ်ဘာကောလဲသင်လို့တတ်ပါတယ်ဘာတယ်လဲဟောပညာတစ်မျိုးခန္ဓာနဲ့တတ်တာကိုပညာလို့ခေါ်တယ်ဟုတ်လားအဲ့ဒါမှပြောဘယ်တော့မှမဟုတ်ဘူးများတာဟုတ်ပင်လေသမုဒ္ဒရာကြီးဘုန်းကြီးမဟုတ်ဘူးလားအဲ့လိုများတယ်မများရင်ပဲဖြေနိုင်မှာနော်ကဲတတ်ကြမှာအဲ့တော့လူတဲ့ဒီလိုပဲဘုရားကိုလာပြီးတော့စုံစမ်းတဲ့ပုံနာကြီးရလေအဲ့ပုံနာကြီးကစုံစမ်းတော့တောင်ကြီးမြောက်ကြီးကြီးပြီးတော့ဘောရမဘုရားအရှင်ဘုရားတော်တော်ကြော်စောတဲ့ပုံထင်ရှားတဲ့ပုံလူတိုင်းပါစားဘုရားအရှင်ဘုရားသိတ်ကောင်းတယ်ဘုရားဖြစ်နေတယ်ပေါ့ကြားလားအကုန်စင်သိတယ်ပေါ့ကြားလားအရှင်ဘုရားကိုတပြည့်တော့ကြည်တာဗျာတခုချိုရွေ့နေတယ်တဲ့ဘာတယ်လဲခွင့်မလွတ်နိုင်ဘူးတဲ့ဘာတယ်လဲပြဘုရားဆိုတာ6ပြက်ကင်းသေးလေးစခေါ်ချိုရွေ့နေဆိုတော့ဒါဘုရားမဟုတ်ဘူးလို့ပြောတာကြားလားနားလည်အောင်ပြောရင်လေတိတ်တိတ်ချာချာနော်အရှင်ဘုရားခွင့်မလွတ်နိုင်ဘူးတဲ့အရှင်ဘုရားမှာအစ်တခုရှိတယ်တဲ့ဘယ်သူကပြောလဲပုံနာကြီးဘယ်သူကပြောလဲပုံနာကြီးပြောတယ်အဲ့တော့ဘောရမှာဘုရားပုံနာကြီးတဲ့ဒီလိုဆိုရင်ငါဘုရားရဲ့အပြစ်ကိုပြောစမ်းဘယ်လိုအပြစ်မျိုးလဲအရှင်ဘုရားကြီးရဲ့ပုဂ္ဂိုလ်မယူသေးဘူးတဲ့ဘာတယ်လဲနေရလည်းမပေးဘူးတဲ့ဘာတယ်လဲဥရဲမညှို့ဘူးတဲ့ဘာတယ်လဲဒီတော့မှမြတ်စွာဘုရားကဲပုံနာကြီးတဲ့ဒီလိုဆိုငါဘုရားမိမယ်အတင်နှစ်သက်တယ်လို့ပြေစမ်းကျက်ဆိုတာ8လုံး10လုံး12လုံး14 16လုံးမဟုတ်လောက်ဘူးနောက်ဥပ္ပိတဲ့အခါကျတော့ဘာလို့လဲအငွေပေးပါလေဘာလို့လဲကျက်ချင်းထဲမှာခေါနာကျက်မကြီးရောက်ပုတ်ဝင်နေတာအငွေပေးတယ်ရလားနောက်အနတ်နဲ့ပေးပါလေဘာလဲကျက်ချင်းနဲ့ဆင်းလိုက်လို့ရှိရင်ကတော်မအောင်လားအနတ်ပေးတယ်ရလားတက္ကဝတ်တဲ့အခါကျတော့အဲ့ဒီအထက်ကကြက်ကလေးကရင့်ရော်လာပါတယ်ဘာဖြစ်လာလဲအဲ့ရင့်ရော်လာတဲ့အခါအားရှိပြီဆိုတော့အဲ့ကြက်ဥကိုလေနှုတ်သီးလေးနဲ့ဖောက်လိုက်ရတာဘာနောက်ခြေတော်နှစ်ချောင်းနဲ့ကန်ထွက်လိုက်တာကြက်ဥကကွဲပြီးတော့ကြက်ကလေးအပြင်ရောက်မလာဘူးလားပထမဆုံးထွက်တဲ့ကြက်ကိုဘာကြက်လို့ခေါ်မလဲအကြီးလို့ခေါ်တယ်ဘာကြက်လို့ခေါ်လဲဒီလိုနားလည်အောင်ပြောရင်ကြက်ဥကဝိုင်းမနေလားအဲ့32ပုံဆိုတော့ဝိုင်းနေရလားဘာလို့လဲလဲနေတယ်နင်တို့ပြိဿသမုပ္ပါနာမလဲဘူးလားလူပြည်နတ်ပြည်မြမပြည်ငရဲတရိစ္ဆာန်ပိဋ္ဌအဲ့ဒါကိုတကူပြောင်းသွားတာလဲနေတာပေါ့မလဲဘူးလားအဲ့လဲနေတယ်ဟာလဲတော့အဲ့ဒီအဝိုင်းကျဲကြလား32ပုံနဲ့မှမသိဘူးလားသိလားအဲ့ကြက်ကလေးဟာအဲ့ကြက်ဥတဲ့မထွက်နိုင်တဲ့ကြက်မှန်သမျှမသေးဘူးလားသိလားဒီတော့အဲ့ဒီကြက်ဥကျင်းတဲ့ပထမဆုံးထွက်တဲ့ကြက်ကိုဘာကြက်လို့ခေါ်လဲအကြီးလို့ခေါ်တယ်ဘာကြက်လို့ခေါ်လဲပုံနာကြည့်တယ်ငါပြောပြမယ်ဟောဒီ32ဘုံကငါအရင်ထွက်တာပဲဘုရားဘယ်ကထွက်လဲ32ဘုံအရင်ထွက်တယ်ရလားမအိုမနာမသေးတဲ့နေရာအိုနာသေးတဲ့နေရာကြီးပြီလားမအိုမနာမသေးတဲ့နေရာနိဗ္ဗာန်ကိုဘယ်သူအရင်ရပါသလဲမေးရင်ဘုရားဘယ်သူရလဲဒီတော့ငါအကြီးဆုံးပဲတဲ့ဘာတယ်လဲပုံနာကြီးငါအကြီးဆုံးပဲအကဲတန်တိငါအကြီးရလေအသင်ပုံနာကြီးကိုငါဥချလိုက်လို့ချင်းတကူလုံးပြဖြစ်သွားနိုင်တယ်ဘာဖြစ်သွားလဲဥညွတ်လိုက်လို့ရှိရင်တခါတည်း
ခေါင်း၄စိတ်၄ဘွားကွဲသွားနိုင်တယ်ဘာတယ်လဲနင်တို့နဲ့တော့မတူနင်တို့အကြောင်းတော့ဘုန်းကြီးတွေဖျားခင်းပြီးတဲသဘောကြရလားသဘောမကြဘူးအေးနောက်ဘုန်းကြီးတွေကဟိုဟာကြွေးဒီဟာကြွေးနင်တို့စားမစားဘူးတဲ့ဟုတ်ပဲကြရလားဘာရမလဲဘာလို့တဲ့ဟုတ်ဘယ်နဲ့ဘုန်းကြီးကနင်တို့ဖျားခင်းပြီးဟုတ်ပါပြီးတော့ဟိုဘုန်းကြီးလူလာနင်တို့ကသွားစားတယ်အေးဟုတ်ပါတော့ရလားအေးဟိုကယဟန်ဘာတယ်လဲအေးလူတွေလူတာဥပြပြမောများရလားဒီလာရှိမှပါတယ်လေဒါပုရုဇေပါတယ်လေကချင်ကအကုန်ပြောတာမကြဟုတ်တယ်လားရလားအေးအဲ့ဒါသွားပြီးတော့မသားရနဲ့ရလားငရဲကြည့်တယ်ဗာကြည့်လေအေးဟိုကဘုရားမဟုတ်လို့ဘုရားဆိုရင်တို့ဒုက္ခကိုဖြစ်ဟောပြတော့ဖြစ်တော့တယ်ဟမ်ကြလားကြီးတဲ့ပုဂ္ဂိုလ်ငယ်တဲ့ပုဂ္ဂိုလ်ယူသေးရအောင်ကြလားဒါလူလူမဟုတ်ဘူးကြလားအေးဘုန်းကြီးဘာလို့ယူသေးလဲဘုရားဆိုတာတော့အမြတ်သုံးလောကတော်တန်များစွာဘုရားဒီလိုမပြောလားအထွတ်အတေအဲ့ဒါကို तू ကဥချခိုက် तू ကလူလိုအောင်မေးဟိုကဘုရားကြလားတူရလားဒါကြောင့်လူနဲ့မတူပါဘူးတဲ့ဘာတယ်လဲအေးအဲ့ဒါလေးမှတ်လားဒါကြောင့်ငါအကြီးဆုံးတဲ့ဘာတယ်လဲဒါကြောင့်ပုံနာကြီးအသေးကိုငါသနာလို့ဥပချဘူးလေကြလားမြတ်စွာဘုရားမချပါနဲ့အရှင်ဘုရားကြီးပါတယ်ဘုရားအရှင်ဘုရားကြီးပါတယ်စောတော့သူကကြီးခုကသူတေမာကြောက်တော့ဘာဖြစ်လဲဘုရားကြီးသွားတယ်ဘုရားကြီးသွားတယ်ဘယ်သူကြီးသွားလဲအဲ့ဒါဒီမှတ်တာနင်တို့ဂေါရမဘုရားနောက်မှပွင့်နေဒီဘုရားတွေကဘယ်တော့မှပွင့်နေအဲ့ဒါကြီးရတော့မထင်နေတယ်ကြလားဘုရားအစစ်ကဘုရားအစစ်ဒီလိုမှတ်လိုက်နော်ခုနတမနာဗျမနာလူပါညာဆိုတဲ့ခုနနတ်ပြေပါညာအဲ့ဒီအကြောင်းတော့ပါပါမယ်ဗြဟ္မာဆိုတဲ့ပုဂ္ဂိုလ်ကြီးကြလားဒါကဗ္ဗနိယမတရားအစဉ်ဆက်သူကဖြစ်နေတာဘုရားတခါတည်းရမှပေါ်တာဟုတ်နော်တော့အဲ့ဒါဟို31ပုံဟောတော့အဲ့ဒါပါပါလားအဲ့ဒါခုငါဘာဟောနေလဲဘုရားကြည်ဖို့ဘာဟောလဲအဲ့တော့ဘုရားကြည်တာနားလည်မလားနင်တို့ဆင်ခြင်မအောင်လားဘယ်ဘုရားဘယ်တော့မှပေါ်တယ်ဂေါရမဘုရားငယ်တယ်သွားမလုပ်နေတာကြလားဟိုပေါ်တယ်ဘုရားနင်တို့ပေါ်တယ်ဘုရားသေမှာဒီကသေတဲ့နေရာသွားတာဟုတ်ဘူးမနာမသေးတဲ့နေရာသွားတာဒါဘုရားလို့ခေါ်တယ်ကြလားအေးနင်တို့ဘုရားဆိုတာတကူတည်းကြီးတယ်ပြောတယ်သူများတတ်လို့တည်းပြီးဟမ်ကိုမကြသူများတတ်မတည့်ရဘူးဘုရားဆိုတာငါအဲ့ဒါဘုရားကြီးဟောမှရအဲ့ဒါတော့ရောက်မလားမရောက်လားရေးတာလိုက်ဒီကိုတတ်အကြောင်းဟောတော့အဲ့တော့ပါဘုရားဆိုတာသူများတတ်လို့မတည့်ရဘူးကြလားနင်းနဲ့တကူတည်းကြီးတယ်သူများတတ်ပြီးတယ်ဆိုတော့ဘယ်လောက်မှမတော့မှာဟုတ်နော်အဲ့ဒါလေးနားလည်ခွဲကြကဲထားကြပါစို့ကိုကငါပါဟောလဲအေးဘုရားကြီးဘုံဘာဟောလဲကဲဘုရားကြီးဘုံဟောတော့ဘုဒ္ဓတပြန်ဘုဒ္ဓတကပြန်ဆက်နေကာမဂုဏ်မကောင်းဘုံဒါလေးတော့ဟောတယ်လက်ဖာမှာဟောကြဘုရားတော်များများကြံတယ်ဆက်ပါဘုဒ္ဓတကနေတော့ငါဟောတာလားဘာဟောတာလဲဆိုတော့လူသက်တန်းကိုဟောလားလူသက်တန်းဟာမကြီးမတွက်နိုင်အောင်အသက်ရှိတယ်အသင်္ချီရရှိတယ်မပြောလားပြောအဲ့ဒါကိုတက်ကဟောတယ်ဘာကလို့ခေါ်တယ်ဘာလို့လဲအသက်မကြီးတွက်နိုင်လို့ရှိလို့ကြလားခုဂေါရမမြတ်စွာဘုရားပွင့်တာဒီဘက်ကဆုတ်ကလို့ခေါ်တာဘာကလို့ခေါ်လဲဆုတ်ကအာယုကလို့ခေါ်တာဘာကလို့ခေါ်လဲဟိုကတက်ကနဲ့ဆုတ်ကနှစ်ခုပေါင်းရင်အန္တရကတကခေါ်တာဘာလို့ခေါ်လဲအေးအဲ့ဒီကတက်ခါခြေသားတို့တဲ့ရံဖန်ရံကတက်တန်းဆုတ်ပါလေဘာရလဲတက်တန်းဘယ်လိုလုပ်ဆုတ်တယ်လဲဆိုတော့နင်တို့ပြန်ကြည့်တာတော့မကြည့်နိုင်ဘူးလို့ပြောတယ်နင်တို့ဘယ်နေရာမှာသွားဆုတ်လဲကရာမှာဘယ်မှာဆုံးလဲကရာမှာဆုံးတယ်မဟုတ်လားကဲရေးပြတယ်နင်တို့ပါဇက်နဲ့ပြောရတယ်ငါပါဇက်နဲ့သိမ့်ပေါ်ပြောတယ်ဘယ်မှာဆုံးလဲကြဲလေးပြောကရာပြီးတော့ဗာလဲကရာပြီးတော့ဗာလဲပြန်ဆုတ်တာတက်တာပါဂရေပြီးတော့တန်းပြီးတော့ပြောပြီးအဲ့ဒီအသက်တသိန်းနာမှာအညီမရိယမြတ်စွာဘုရားပွင့်မယ်ကြလားအဲ့ဒီမှာခေါဏဘုရားပွင့်တဲ့အခါမှာစီမီ9တိုင်းကြားပန်းကိုင်းနဲ့တဲ့ဥစွာတွေ့ရဘာလို့
ရှုတောင်းတဲ့ပုဂ္ဂိုလ်ကအဲ့ဒီမှာမိပြီးတော့မှလားကြားလားမကောင်းဘူးမင်းတို့ဘာလို့မိလဲဖုံးမှန်ဘာလို့မိလဲဘာဖို့လဲအာနာပါနာဟိုဘာဖို့လဲရှင်းရလားအေးအဲ့ဒါမှရှုတောင်းမထားဘူးဆိုရင်လေခုနနတ်ပြည်မှာဆိုတော့နတ်ပြည်ကလာဖူးရင်ရဟေးနတ်ပြည်ကြွေးကြော်တဲ့လူပြည်မှာဘုရားပွင့်နေဟေးဆိုလာပြီးတော့ဘုရားဖူးလို့ရတယ်ဓမ္မပြည်ရတယ်လာဖူးလို့ရတယ်ကြားလားလူပြည်ရတဲ့လာဖူးလို့ရတယ်ဘုရားလာဖူးလို့ရတယ်အဲ့နင်တို့ခုနဝိဇ္ဇာဆိုတော့ဝိစုဆိုတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်တွေကအပယ်လေးပုံကြာနေတာဘယ်လိုလုပ်ပြီးပါတော့ကြားလားပြီးလို့မရဘူးပြီးဖို့တော့မလွယ်ဘူးလူပြည်နတ်ပြည်ဗြဟ္မပြည်အဲ့ဒီမရောက်ဘူးပြီးလို့မရဘူးကြားလားအဲ့ဒါဒီမှာဒါဖို့မလွယ်အောင်ဘာဖို့လဲဒီအာနာပါနဖို့ဘာဖို့လဲအဲ့ဒီဖို့ကမိမယ်ဖားဖို့ကြတော့မမိပါဘူးတဲ့ဘာတယ်လဲအေးယံပယံကသူလူဖြစ်လာရင်တော့မိခြင်းမိမှာပါကြားလားပြောအပယ်လေးပုံကြရင်ရုပ်တည်းမတက်တော့ဘူးဒေါသကိုတေဟုပြန်ကြတာဟုတ်နော်ရှင်းရလားအဲ့ဒါလေးနင်တို့မမေးတာလေငါထုတ်ကြရှိမမေးကြငါဟောတာတည်းနင်တို့ပြောင်းနေတယ်ပါတိတိကျကျအရက်ထဲမကြားဘူးလားစကရက်ကလေးအဲ့ဒါတည်းသူကပြောင်းနေတယ်အဲ့ဒါဘယ်လိုတော့ဆိုတော့နင်တို့တော့ဘုန်းကြီးဟောတယ်ငရဲအကြောင်းမဟုတ်လားဟောတာငရဲအကြောင်းဟောတော့တန်ဒီတောက်နေတဲ့အထဲဟုတ်လားတန်ဒီရဲတဲ့နေရာတန်ဒီမီတောက်နေတော့ငရဲသာပြီးလွှားနေတယ်ပြောဘူးလားအဲ့ငရဲသာပြီးလွှားအဲ့ကြလူပြည်ချင်းသားအောက်ကထင်းပုံပြီးတော့မီးချိုးအပေါ်ကလူတွေကောင်းစားပြဖြစ်မလို့ဒီငရဲသာမသေးပါဘူးလားဖေဒီတော့မေးပြအောင်ကောင်းပြအောင်မဖြစ်ပါဘူးလားပြထားကြပါမသေးဘူးလားဖေဟုတ်လားတရားစကားမယုံဘူးလားဟုတ်လားငရဲကဘယ်လိုလုပ်ယုံလဲဒီလိုလူပြည်လက်တွေ့လေမီးပုံရှုလိုက်ခြင်းလူပြကြမသွားလားဟောငရဲသားခုနတန်ဒီမီးတောက်နေတာမသေးဘူးဆိုတော့အဲ့ဒါဘယ်လိုလုပ်ယုံစရာကောင်းမီးစစ်စစ်ဖြစ်နေတယ်ငါပြန်အားယုံစရာကောင်းရလားမကောင်းတော့ငါဘယ်လိုလုပ်ပြတိတ်ကြကြနာရလားငရေဒါမှနဲ့တော့ဘုရားဘုရားစကားနားလဲနားမလဲလေဘယ်ဟုတ်ပဲဘာကိုကြဘာလို့လဲလွဲသွားဘာလို့လဲဒီလွဲเสียလေးတွေပါရလားဒါကြောင့်ဘုန်းကြီးတွေမယုံဘူးတာအဲ့ဒါဘုန်းကြီးတွေဘယ်လိုလုပ်ယုံမှာတော့သူတို့မှမသိဘူးရလားနားတော်တည်တယ်ငရေဆိုတာဘယ်လိုလဲသူကကျန်းနှစ်ကျန်းပြတယ်ဒါပဲထုတ်ပြောလိုက်နှစ်ကျန်းတစ်ကျန်းမှာပြတယ်တစ်ကျန်းအဲ့ဒီငရေသားဒီအဲ့ဒီမှာပြီးပြီးတော့အဲ့ဒီမှာပဲပြန်ဖြစ်ပါတယ်ကြလားဒီတော့မလွတ်ဘူးဆိုတာဘောပေါ့ကြလားအေးဒီဘက်ကကျန်းကဘာပြလဲဆိုတော့ငရေသားမသိပါဘူးတဲ့ငရေသားပါတယ်လေငရေသားမသိဘူးကြလားဘယ်လိုလုပ်မသိတယ်လဲမသိကြဘူးလားမသိပုံလေးလေကြလားတို့နင်တို့ဒေါမတို့ရစ်မတို့ပူမတို့ငမ်းမတို့ဘဲမတို့မရှိလိုက်တခါတည်းကြောက်ခဲယူတယ်ဘာမျိုးလဲတခါတည်းကြတော့ခယုတွေပြူတယ်ဘာတွေမျိုးလဲအရေးပြောချီးပြပါတယ်ဘာလို့လဲမကြဘူးလားသူတို့ရအလွန်နူးညံ့တဲ့တန်ဒီဥကြတော့ဘာကြောင့်အရေးမပြောပါလဲမေးပြီးတော့ပြောတော့ဖြေနေရမယုံတော့ဆုံးမရောက်နော်နောက်ဆင်းအောင်နားတော့နင်တို့လူဆိုတဲ့ပုဂ္ဂိုလ်မရှိလားရှိအယိုးတွေနင်တို့မစားဘူးလားအသားတွေရောမစားဘူးလားအရေးပြောချိဖြစ်မသွားဘူးဒါပေမဲ့သူတို့ရဲ့အလွန်နူးညံ့တဲ့တန်ဒီသားကြတော့ဘာကြောင့်အရေးမပြောပါသလဲမေးပြနိုင်ရမှာတန်ဒီသားတို့ဒီမှာတေယုထုံးရမရှိဘူးလေဘာတယ်လဲအဲ့ငရဲသားကြတော့မသိအောင်ကြားလားသိပဲဟုတ်ဟုတ်သဘောပေါက်လားရှင်းလားမယုံလားရှင်းလားယုံပြီမလားအဲ့လိုတဲ့တော့တစ်ပတ်ဆုံးရောက်ကြားလားတစ်ပတ်ဆုံးရောက်ကဲဒီဘက်သွားကြတော့ဒီဘက်ကတော့ငါဘာပြောင်း
အရက်ပြက်ကြဘာပြက်မလဲအဲ့ခုနဆုတ်ကဘာကရောက်မလဲအန္တရကတကမလားခြေသားတို့တဲ့ဒီကဘာကြီးကရပတ်ရကပြက်ပါပဲကဘာကြီးကပါတယ်လေနေ့လောကရဆရာပြီးသေးတယ်ဟမ်အဲ့ဒါတွေသိရဒီတင်တော့ပါတယ်မသိတော့ဘူးလားနင်တို့ကုနာဟောပါတယ်အတိတ်ကိုနင်တို့သိနေပဲမှာရလားဖယားပြီးဝဲရတယ်အဲ့ဒါသိကောင်းကိုသိကျင်တာမှန်တော့အကုန်လုံးကုန်သွားတယ်ရလားအဲ့ဒါကြောင့်ညာနာဖြစ်တာညာနာဖြစ်တယ်ဆိုတာအလကားဖြစ်တာပါအတိတ်ကိုသိကျင်တာလေးအကုန်ပြီးရလားအဲ့ဒီတော့စိတ်ရှင်းတာဟာငါအကုန်ပြီးတယ်ပြီးနားတော့နော်တို့နင်တို့ဘာဟောမလဲဆိုတော့ကဘာကြီးကယမယံကပြက်ပါပဲကဘာကြီးကပါတယ်ယမယံကပြက်တယ်ဘယ်နှမျိုးနဲ့ပြက်တယ်ဆိုတော့၃မျိုးနဲ့ပြက်ပါတယ်ဘယ်နှမျိုးနဲ့ပြက်လဲနံပါတ်1မီးဖြစ်တဲ့ကဘာပါတယ်လေနံပါတ်2ရီဖြစ်တဲ့ကဘာလေပါတယ်လေနံပါတ်3လီဖြစ်တဲ့ကဘာလေပါတယ်လေအဲ့၃မျိုးနဲ့ပြက်တယ်ဘယ်နှမျိုးနဲ့ပြက်လဲအေးဘယ်မျိုးနဲ့ပြတ်တာကိုသိချင်ပါလဲဆိုရင်တယောက်တော့ပြောကြတယ်အေးမပြန်နဲ့ပေါ့အဲ့ဒါကလည်းရှင်းငါကြံပန်းတော့ဒါလားမရှိတော့ပြန်ပြီနော်ပတ်တာဆရာဟောပြီဆိုတော့တူနားလဲဘာလို့လဲဆိုတော့ပညာရှင်များပြောပြီဆိုကိုင်ကြည့်ပြီးတကယ်လို့တဲ့တချို့သင်ရှားတယ်ဒါလားမထင်ရှားရင်တော့မဟုတ်ပါဘူးတဲ့ဘာလဲတရားဆိုတော့ညာလို့မရဘူးသဘောပေါက်လားအဲ့ဒါလေးနာကြည့်ကဘာကြီးပဲလူပြည့်လေဆိုတော့ကဘာကြီးနံပါတ်1မီးဖြတ်တဲ့ကဘာဒီအနှစ်တသိန်းရနဲ့ကျွေးချုံရလားဘယ်လောက်ကကျွေးချုံအနှစ်တသိန်းရကျွေးကြကဘာကြီးပြတ်တော့မယ်ဟေးကဘာကြီးပြတ်တော့မယ်ကဘာကြီးပြတ်တော့မယ်နတ်ကြီးကျွေးချုံဘယ်သူကကျွေးချုံနတ်ကြီးကျွေးကြော်လိုက်ပြီဆိုအကုန်လုံးထိတ်လာဒီသိမ်းမှမကြောက်ဘူးလားအဲ့လိုပဲကြောက်ရလားအဲ့တော့ဘယ်လိုဖြစ်ကောင်းလဲသေမဲ့ပုဂ္ဂိုလ်တွေဖြစ်ဘာတွေဖြစ်ကောင်းသူကြည့်တယ်မသားငါကြည့်တယ်မသားတွေဖြစ်ကောင်းဘာတွေဖြစ်ကောင်းဟမ်ဒီလိုမျက်နှာတွေဘာတွေဖြစ်ကောင်းလဲဟုတ်ဘာလို့လဲဖုတ်ပြီးမှာဘာတယ်လဲမသားတွေမဖြစ်ဘူးလားဖြစ်လားတိတိကျကျနဲ့မသားတွေဖြစ်အဲ့အနှစ်တသိန်းရကြွေးကြော်တော့အဲ့ဒီနေရာမှာဘာကိန်းရလဲဗြဟ္မဝိဟာရတရား၄ပါးဘာလို့သူ့ကိုဗြဟ္မဝိဟာရတရား၄ပါးဟောပါသလဲအဲ့ဒီတရား၄ပါးရှိပြီဗြဟ္မဖြစ်တယ်ဘာဖြစ်လဲအဲ့ဒါဗြဟ္မဖြစ်တဲ့တရားဘယ်တော့မှပေါ်လဲဆိုတော့အဲ့ဒီဗြဟ္မဝိဟာရ၄ပါးဒီရလားအဲ့သာသနာ့ဘအမြင့်ဆုံးပဲသာသနာ့ဘမရှိဘူးအမြင့်ဆုံးရလားဘသူတွေအဲ့ဒီတရားကိုကြင့်မှာလဲဆိုတော့ယတိကိုကြင့်မှာဘသူတွေကြင့်ယတိဒါကြောင့်ယတိအမိနာမဒီဘယ်လိုလဲသာသနာ့ဘာလို့ပါတို့သာသနာတွင်ကြတော့ယဟန်ကိုဘာလို့တော်လဲဘာလို့လဲဆိုတော့နိဗ္ဗာန်ရှိဘာရှိလို့လဲအဲ့ဒါဘုရားရှိလို့နိဗ္ဗာန်ရှိတယ်အဲ့ဒါကြောင့်မလို့သူ့ကိုသာသနာတွင်ယဟန်တော့အမြင့်ဆုံးကနိဗ္ဗာန်အမြင့်ဆုံးကဘာလဲဟိုကအမြင့်ဆုံးကဗြဟ္မာရလားဒီကနိဗ္ဗာန်ဒီကဘုရားဖွဲ့မှာဒီတရားနိဗ္ဗာန်တရားသဘောပေါက်လားဟိုကငကိုတွေကရှိတဲ့တရားကပ္ပနိယာမတရားဟောတယ်သဘောပေါက်လားကွဲရလားမရှိမေးနော်ဟုတ်ပြီကဲဒီဘက်သွားကြအဲ့ဒါဗြဟ္မဝိဟာရတရား၄ပါးဆိုတော့အင်းတို့ယတိအကြောင်းနည်းနည်းလို့ရှင်းတယ်ခုနနဲ့ဘူးရှိတဲ့ပုဂ္ဂိုလ်ယတိဆိုပြီးတော့အင်းတို့တချို့တွေမတွေ့ဘူးအဲ့ဒါအတုရလို့သူတို့ကနားလဲတော့ရင်းပြီး
တို့ယတိအမည်နာမဒီသာသနာ့ဘာသာသနာတွင်ယဟန်ပဲမြတ်ဘယ်သူမြတ်လဲယတိကမြတ်တော့မဟုတ်ဘူးယတိဆိုတာ၅ပါးတိတာပဲဒီတဲ့တို့လူကို၅ပါး၈ပါး10ပါးအမြင့်ဆုံးတာသူတို့အလှခံနေတယ်ဆိုတော့10ပါးမရှိဘူးကြားလားဇာတရူပရတ္တတိက္ခဏဝေရမဏိတိက္ခဏသမာရိယာမေဇာတရူပရတ္တရွှေငွေတို့ကိုဒုက္ခညင်မှာဝေရမဏိရှောင်းညင်မှာတိက္ခဏတိက္ခဗုဒ္ဓမြတ်ကိုသမာရိယာမိကောင်းစွာဆောက်တည်ပါ၏ရှင်ဗျာက10ပါးမရှိဘူးတော့ကြားလားတို့လူတိချ10ပါးရပယံကရှိတယ်5ပါးဒါကြောင့်တချို့ယတိတွေညတာစားတယ်ဆိုတာမကြဘူးလားအဲ့ဒါ10ပါးမရှိဘူးဆိုတော့မထင်ကြဘူးအဲ့ဒါ10ပါးနဲ့5ပါးနဲ့တို့လူတိလဘာတိလလို့အဲ့ဒီသူတို့ကယတိဆိုပြီးတော့လူတိလစီတာဘာမြဘာထုမှာတော့ကြားလားအဲ့ဒါကိုနင်တို့ကယဟန္တာယဟန်ပဲဆိုပြီးတော့ဟုတ်တော့ကြည်ညိုရတယ်မှားလားမှားအဲ့ဒါနဲ့နင်တို့ဒဲဥပဲရမှာလဲငါသိတာဘာရမလဲမမြတ်တဲ့ပုဂ္ဂိုလ်မြတ်တယ်လို့သူကထင်တာဟုတ်ကြလားမရှိရင်ပြန်မေးနော်မသိရင်လည်းထမေးနော်မကျင်တတ်ခြင်းနဲ့မေးနော်ပြောတဲ့တယောက်တော့ဟင်ယတိအဲ့ဒါယတိလို့ခေါ်တယ်ဘာလို့ခေါ်လဲယဟန်မဟုတ်ဘူးနော်ယဟန်ဆိုတာနင်တို့နားလည်အောင်ပြောရင်မြတ်စွာဘုရားရဲ့20ကြလားတိမ်နဲ့ဝေးပြီးကမောဖတ်လိုက်လို့ရှိရင်အဲ့ဒီကမောဇာတိမြတ်စွာဘုရား20ကြောင့်အဲ့ဒီယဟန်မှာ229ပါးသောသိက္ခာပုဒ်ကြီးတီးပါတယ်တဲ့ဘာသိက္ခာပုဒ်လဲယဟန္တာရသိက္ခာပုဒ်ဘာသိက္ခာပုဒ်လဲသူကအတုပေါ့ယဟန္တာအစစ်မဟုတ်ဘူးကြလားယဟန္တာတို့ဒါပေမဲ့အဲ့ဒီပုဂ္ဂိုလ်က229ပါးသောသိက္ခာပုဒ်တီးသည့်အတွက်လူတွေနတ်တွေမြမာတွေရှိခုဥချလို့ရှိရင်မနေလို့တည်လို့ရှိရင်နတ်ပြည်ပဲအပယ်မကြဘူးကြလားဘာလို့လဲဂုံရှိတယ်ယန္တာရဂုံဘာဂုံရှိတယ်အဲ့သူ့မှာဂုံကြီးရှိတယ်သဘောပေါက်လားယတိမှာအဲ့ဒီဂုံမရဘူးနင်တို့လူတိကအတူတူပဲဥပ္ပိတင်ပဲကြားလားသူကလည်းယန္တာဖြစ်လို့မရဘူးနင်တို့နားလဲရှင်းရလားအေးတက္ကတလိကအတူယတိပြီလားငါရှင်းလိုက်ပါအဲ့ဒါဒုက္ခဖြစ်တာသူတို့ကတော့သူတို့ထင်တယ်လို့လူတွေကရှင်းဖို့သဘောကျသူတို့ကဘုန်းကြီးရှင်းမကိုဘူးခင်ဗျဘာလို့လဲငါတို့ကအကျင့်ရှိတယ်ပဲသူတို့ဘာကျင့်လဲအဲ့ဒါသူတို့အကျင့်နဲ့သူတို့မသိအဲ့ဘုန်းကြီးကလူဆုံးဒါကြောင့်ဒါတွေဟောရလားအေးကောင်းတယ်နင်တို့တဲ့ဆုံးသိသွားတာမသိရဘူးလားအေးဟုတ်ပြီကဲရှိတော့မေးစရာမရှိရှိသွားကြရလားကဘာကြီးကဘာဖြစ်လဲယံပညံကပြတ်ပါတယ်ဘာဖြစ်လဲအဲ့ဒါကဘာကြီးပြတ်တယ်ဟေဆိုရင်နင်တို့နားလည်ပြငါကောင်းတာဒီဗြဟ္မဝိဟာရတရားဘယ်နှပါလဲအဲ့ဒါသာသနာ့ဘာကိုပြောတာကြလားတို့သာသနာတွင်းကြတော့သူအတေရောက်ဗြဟ္မစုကတရား၄ပါးဘာလို့ကောင်းလဲဗြဟ္မစုကတရား၄ပါးကိုဗြဟ္မဝိဟာရတရား၄ပါးဆိုတာဒါသာသနာ့ဘာကြတော့သူကထိတ်ဆုံးတယ်သာသနာတွင်းကြတော့သူကဘယ်ရောက်လာလဲအလေဘယ်ရောက်လာလဲအေးနားလည်မလားမေတ္တာကရုဏာမုဒိတာဖြစ်တာဘယ်နှမျိုးလဲအဲ့ဒါဒီမဲ့ပုဂ္ဂိုလ်တွေကိုနင်တို့အဲ့လိုကျင်နာတဏှာချစ်ခင်နေတော့အဲ့ဒါမှလည်းတရားတွေကိတ်နေပါလေဘာတွေကိတ်နေဘာလို့ကိတ်လဲနတ်တွေကကြွေးချော်ဘာလို့ကိတ်လဲထိတ်လန့်ပြီးတော့သေမနင်တို့မကြောက်ဘူးလားဟိုရမသားသူသူရရမသားသူကြည်တယ်မသားကိုကြည်တယ်မသားဆိုတော့မသားဆိုတာရဖြစ်ခြင်းလေလားစိတ်ကလေးတွေနူးညံ့သိမ်သေမဲ့ပုဂ္ဂိုလ်ကြီးတယ်ဟုတ်ကြလားရမဖြစ်တော့ဖြစ်သေးလားအဲ့ဒါတရားကိန်းတယ်လို့ခေါ်တာဘာကိန်းလဲထိတ်လန့်ပြီးတော့သေမှကြောက်ပေါ့ရလားအေးသေမဲ့ပုဂ္ဂိုလ်ဟာကောင်းတာပဲရှိတာမကောင်းတာမလုပ်တော့ဘူးလေသဘောပေါက်လားအေးငါအဲ့ဒီနေပြောပြတယ်ပေါ့ငါလူပြောတယ်ညခြေသားတို့တဲ့နဲ့တို့လူပဲပြောကြကြားလားဒါမြတ်စွာဘုရားပြောတာမြတ်စွာဘုရားပြောတာတော့ရှင်းပြီးပြောတယ်အဲ့တော့ဘယ်လိုလဲဆိုတော့ရှေ့ဘက်ကငန်းချိတ်ဆက်ကြီးဟလိုအနောက်ဘက်ကတစ်လုံးတောင်ဘက်ကတစ်လုံးမြောက်ဘက်ကတစ်လုံးလေးဘက်လေးတန်းသူကမိုးတရားလေကောင်းငယ်တရားကြားလားအဲ့ဒီအရီပြီးတော့သတ္တဝါကျိတ်တာစိတ်ညက်ညက်ကြီးပုံပြီး
ဘောပါလားအဲ့ကြောင့်ကိုယ့်စီမရောက်သေးဘူးအခေတ္တနီဟုတ်သလားပြီးပြီရပြီအဲ့ဒီလိုကြိတ်တနေတော်ယုံကြည်လောက်တဲ့ပုဂ္ဂိုလ်ကပြောပြီးအသိမင်းကြီးရဲ့စိတ်ဘယ်လိုထားမလဲမင်းတို့စိတ်ကလေးတွေထားတယ်ဘယ်လိုထားပြေးလို့တော့မရဘူးလေဘယ်လိုထားမလဲကောင်းတာမှတပါးဒီပြစိတ်ထားเสียမရှိတော့ပါဘူးခင်ဗျာဘာစိတ်ကလေးတွေထားမလဲအေးကောင်းတဲ့စိတ်ကလေးတွေတထားရလားဘာလို့မသားဘူးရလားကိုယ်လည်းကြာပြီလို့မကြိတ်သေးတာပေါ့ရလားအဲ့တလောက်တင်လို့နားလဲပေါ့ခုကအေးအဲ့ဒီအရက်ပြက်ပြီဆိုတော့သူကမီးဖြတ်တဲ့ကဘာသူကနံပါတ်1သူကဘာလားလဲနေနှစ်စင်းထွက်ပါဘယ်နှစ်စင်းထွက်ငါဟောတာနည်းနည်းဥဒါရှေ့ရရှေ့ရရှေ့သွားနေနှစ်စင်းထွက်ပါလေပါတယ်လေအဲ့နေနှစ်စင်းထွက်ပြီဆိုရင်ညမရှိတော့နေရောညဥလောင်းတတ်တော်ပြီမသိဘူးဒီကောင်နေ30အဲ့အဲ့ဒီခံဘာဒီခံနေ40ဆိုတော့ခုနမြင့်ငယ်900မြင့်ကြီး9တွေခံချရှိသေးလားဒီမရှိတော့9စင်းထွက်ပြီဆိုတော့သမုတ်တရားခံအာယိခံအဲ့ဖြည်းဖြည်းနားလိုက်9ရမြတ်ဟောပါရလားမရှိရမဟုတ်တော့ဘယ်နှစင်းထွက်သွားလဲ6စင်းနဲ့ထွက်ရောက်မိကိုထောင်းထွက်ဘာနဲ့လာသနာတူလဲဆိုတော့ဥဖုတ်ပြီးတကယ်သူဥဖုတ်တဲ့အခါမှာမိကိုထောင်းထွက်မလာအပေါ်မှာကောင်းမှမဲပေါ့ထွက်ပြီးလားထွက်အဲ့ဒီလိုပဲကြားလားခုနှစ်စင်းနဲ့ထွက်ရောက်မိရဲ့လောက်ခုနှစ်စင်းထွက်တော့ပါလားမိအဲ့မိဒီယာတဲ့တို့နားလည်ပြောမိကုန်းမရှိအောင်ပြောလိုက်တယ်အဲ့ခုနငရဲပြည်တဲ့ကုန်းလူပြည်တဲ့ကုန်းမိလောက်ပြတာကြားလားနတ်ပြည်တဲ့ကုန်းဗြဟ္မာ3ပုံကုန်းတဲ့ဗြဟ္မာဘယ်နှပုံလဲဗြဟ္မာ20ဟာ3ပုံကုန်းတော့18ပုံဘယ်ရောက်ပါလဲအဲ့မနေလို့တေတိုင်းအဲ့ဒီဗြဟ္မာဝိဟာရတရား4ပါးရှိတဲ့ပုဂ္ဂိုလ်တွေဒီဗြဟ္မာပြည်ကြားလားအဲ့4ပါးနဲ့မပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကလူပြည်နတ်ပြည်အရိယာတွေပြီးတော့ထပြီးတော့အဲ့ဒီတရားကြီးကိန်းပြန်တက်ဒါကြောင့်အနှစ်သက်သိန်းဒီဘောပါလားဘေးကျရှိလားမရှိအောင်တော့ဟောလိုက်အဲ့ဒီရောက်အဲ့တော့ခုတတ္တဝမှန်သမျှဘယ်ရောက်နေလဲဗြဟ္မာပြည်ဘယ်ရောက်တာလဲအဲ့ဒါကြောင့်ကိုမရောက်ဘူးတဲ့တရားမရှိဘူးဘုရားဟောတာမမှန်ဘူးနင်တို့ဗြဟ္မာပြည်နဲ့ရောက်ခဲ့တယ်ကြားလားတော့ကိုအထင်မသိနဲ့နော်ဖြည့်စည်းမှတယ်ကြားလားဘယ်ရောက်ခဲ့လဲဗြဟ္မာပြည်အဲ့တော့တခါတဲ့အဲ့ဒီမီးတွေလောင်လိုက်တာဘလောက်ကြာလဲဆိုတော့သိချင်အကြာဘလောက်လောင်မီးအစအနတခုရှိလို့ချင်းအဲ့ဒီမီးကမပြောက်ပြတ်သွားပါဘူးအမြဲဒလဆောက်လောင်ကျွမ်းနေကြားလားကြောက်ကြမကောင်းမီးတွေဘာအစအနမှမရှိတော့ဘူးဆိုရင်အဲ့ဒီမီးကအဲ့ဒီမှာပဲပြောက်ပြတ်မီးလောင်တာဘယ်လောက်ကြာလဲအသင်ချီယာဘယ်လောက်လဲကဘာကြီးပြက်တာဘယ်လောက်ကြာလဲအသင်ချီယာဘယ်လောက်လဲအသင်ချီယာဆိုတာနားလည်တယ်နော်အဲ့ဒီဟိုကယူလာတဲ့စကားရဒီမှာသုံးခုလို့ထားလိုက်ရလားဘယ်မှာဒါကြီးပြန်ဟောနေကြားနေသဘောပေါက်လားအဲ့တော့ဗြဟ္မာဘယ်နှပုံကြံလဲ18ပုံကြံဘယ်နှပုံကြံလဲကြံတာဒီပါပြက်ကုန်တယ်နေတော့အဲ့ဒီမှာကြောက်ပြတခုတော့ဆိုရရလားလူရဲ့အကျိုးမရှိဘူးနတ်ပြည်မရှိဘူးဒီလိုတော့ရလားနောက်လူတည်သွားရင်ဘာမှမဖြစ်ဘူးပေါ့ရလားအဲ့ဒီလိုအဆုံးရောက်တဲ့ပုဂ္ဂိုလ်တွေကြတယ်နင်တို့မိုးကောင်းတယ်မော့ကြည့်လိုက်ကောင်းကြီးမရှိဘူးကုတ်မနေဘူးဝိုင်းမနေဘူးလားအဲ့ဒါမိုးကုတ်ဆက်ဝိုင်းတစ်ခုအဲ့မိုးကုတ်ဆက်ဝိုင်းရဲ့3ခု4ခုအဲ့ဒီမှာဂျားအဲ့မှာငရဲပြီပဲသွားတယ်ငရဲပြီဘာရှိလဲအဲ့ဒီပြောင်းခံ
အောက်ကလူအောက်ကငရဲကြီးရတယ်မရှိတော့ဘူးမိလောက်တော့ရလားအဲ့ဒါတွေကကျန်နေတယ်လေအဲ့ဒီပြောင်းခံတယ်တော့ပြန်ကျင်တာတရားကောင်းရလားဒါကြောင့်နင်တို့အယူစွန့်အယူမစွန့်ရင်အဲ့ဒီကောင်းနေလားနင်တို့တရုတ်ဒီမီးရှို့ရင်ဝိတာဖြစ်တယ်ရလားဘာဖြစ်လဲကုသိုလ်ရတယ်ကုသိုလ်ရရင်အရက်တဲ့မီးရှို့တဲ့ပုဂ္ဂိုလ်မရဘူးလားအိမ်နေမီးရှို့တယ်လေဘုံချရင်ဘယ်လောက်မြတ်ကုသိုလ်ရယူဒီပြောင်းရလားနင်တရုတ်မမဟုတ်ဗမာလည်းပြောင်းကလားလည်းပြောင်းအကုန်ပြောင်းအားတဲ့ပုဂ္ဂိုလ်လည်းမြတ်အကုန်ပြောင်းရတယ်ရလားသဘောပေါက်လားဒီငါပြန်ပြောမေးအောင်ဟမ်မေးရကလားတော့တော့ရလားအေးကိုအပေကြကောင်းသူများကြတာကြတော့သူများမှားလို့ကြတယ်ကိုကြမကြနဲ့ဘောဘာလို့လဲလိမ္မာဘာလို့လဲဘုရားပေါ်တော့ဘုရားသားတော့သမီးတော့ဘုရားဘု து အတွက်ပွင့်လဲဒုနတ်မြမတတ္တဝါတွေအတွက်ပွင့်တယ်အလုံးပြောပွင့်တယ်ကိုကအဲ့ဒီထဲမှာမပါဘူးလားပါလားအလုံးနဲ့မှကိုပါတယ်ကြလားနေတော့မိဘအမွေကိုဘယ်သူရလဲသားသမီးရတယ်ဘယ်သူရလဲဘုရားအမွေကိုဘုရားသားတော့သမီးတော်ရတယ်ကြလားအဲ့ဒါကြောင့်ဘုရားအယူဗုဒ္ဓဘာသာကြလားဗမာရတရုတ်ရကလရမခွဲနဲ့ဗုဒ္ဓဘာသာဆိုရင်ဒါဘုရားအယူယူတဲ့ပုဂ္ဂိုလ်မှန်လို့ရအကုန်ရတယ်ကြလားမယူဘူးဆိုရင်မရဘူးကြလားယူမလားယူကြလားကိုချမ်းသာကိုအဲ့တော့ဘယ်ရောက်သွားလဲငါဟောတာမီးလောင်ပါတယ်လေမီးလောင်တော့ရှိသေးလားအဲ့ကဘာကြီးရှိသေးလားအဲ့မရှိတဲ့ကဘာကိုတုံညကဘာလို့အာကဘာလို့ဒီတုံညကဘာဆိုတာနားလည်လားတုံညကဘာပြီးတော့မှငါပြန်မေးဦးဟမ်တခါတည်းမပေးလိုက်ကြတုံညကဘာလို့မခေါ်ဘူးလားရေကြီးတွေပဲရောက်လာမီးလောင်လို့ကုန်သွားပြီဘယ်ရောက်လာလဲဒီလိုပြနိုင်နေလားဒါမဲ့လူသေးမြေကြီးဖြစ်သွားတယ်ဆိုတာမှန်နေလားအဲ့ဒီစကားရကလေးတစ်ခုရလားဖြစ်နိုင်လားမဖြစ်နိုင်ရင်တော့အဲ့လိုမပြောနဲ့ရလားခုမြေကြီးတွေပဲရောက်သွားလဲပျောက်ပြတ်သွားတယ်လေဘယ်ရောက်သွားလဲပြီးတော့မှဘယ်နေရာဘယ်လိုပါညာဆိုတော့ဆရာပြောဦးမယ်လို့နားလည်ပြောမယ်ဆရာရလားသိသိကြတယ်နင်တို့တရားထုတ်တာနင်တို့အဲ့တရားတစ်ထောင်ပေးတဲ့ဒီတရားမျိုးနာဖို့မလွယ်ဘူးတို့လည်းဟောပါတယ်ကြံ့ကနေတော့ပြီးရလားဘာလို့လဲအချိန်မရလို့ဒီလိုပဲပြောလိုက်ပါပါတယ်လေအေးအဲ့လိုပဲပြောလိုက်ရလားအေးဒီစီကတော့နင်တို့ပုံနားလဲကဲဒီတော့ကဘာကြီးပါပြက်လဲမီးပြက်တဲ့ကဘာပြက်မသွားဘူးလားအဲ့ဒီကဘာကြီးဟာပြက်နေတာဘယ်လောက်လဲအတင်းချီရဘယ်လောက်လဲကဘာကြီးမရှိတာတဲ့အတင်းချီရတယ်ကဘာကြီးမရှိတာပါတယ်လေဒါကြောင့်ဘုရားတက်စုပေါ်ဖို့ကလွယ်လားမလွယ်ပါဘူးတဲ့ဒါကြောင့်ဘုရားဘုရားဘုပဲယူလိုက်ရတယ်ဒီတရားကိုကြလားငါနောက်မှယူပဲဆိုရထားကြီးထွက်သွားတော့မမိတယ်လို့ပေါ့ခုသေးသွားတော့မိပါအဲ့ဒါမမိခင်ရထားကြီးမထွက်ခင်ယူလိုက်တယ်မှာကလေးကောင်းမလားအေးဟမ်ပြောကြတယ်ဒါကြ9မိနစ်လောက်ပြန်ပြီးတယ်ဟမ်ကဲဒီတော့ထားကြတယ်နောက်ဒုတိယပြန်ပြောကြတယ်ဘာလဲဆိုတော့ရေဖြတ်တဲ့ဘာကဘာလဲအဲ့ရေဖြတ်တဲ့ကဘာမှလည်းနတ်တွေအနှစ်တသိန်းရကျွေးကြော်ရပါတယ်လေအေးကဘာကြီးပြတ်တော့မယ်ဟိမြမကဘာကြီးပြတ်တော့မယ်ဟိအဲ့ကြားတဲ့သတ္တဝါအပေါင်းတို့ကဒီဘုရားမြမစုဝတရား၄ပါးတီးပါဘာတီးလဲအဲ့မြမစုဝတရား၄ပါးတီးလို့ရှိရင်မေတ္တာကရုဏာမုဒိတာဥပိ္ပခာဘယ်နှမျိုးလဲအဲ့၄မျိုးတည်သွားပြီတဲ့ဒါပြမဝိဟာရတရား၄ပါးဘာလို့ခေါ်လဲဒါသာသနာ့ဘာကြတော့ဒါခေါ်တယ်ခုကြတော့တဲ့ဒါခေါ်တယ်ပြမဖြစ်တဲ့တရားဘာဖြစ်တဲ့တရားလဲအေးအဲ့ဒါမနေလို့သေးတိုင်းပြမပြီးရောက်ဘယ်ရောက်ငရေကဘာဖြစ်တာလဲငရေတရိษံပိဋ္ဌအသူရကအပယ်၄ပါးလူပြေနတ်ပြေ6ဓာတ်ဗြဟ္မ6ဘုံကုန်ဗြဟ္မဘယ်လောက်ကုန်ရီဖြစ်တဲ့ကဘာလို့တော့လေအဲ့တော့ဘယ်လိုဖြစ်တယ်လဲဆိုတော့မိုးတွေရွာကြအားတယ်လေအဲ့မိုးတွေရွာကြနေရောညာရောရွာတယ်အားတယ်လေအဲ့ဒါရေမျိုးကုန်တော့သေးလားဘာရည်လဲစားငံရည်ဘာရည်လဲအေးစားငံရည်ဆိုတော့တခါလေအသိချီရ
တခါတည်းဆွေးပြီးပုံပြောကြအစအနာရှိလို့ရှိရင်အဲ့ဒီရေကအဲ့ဒီမှာပဲမပြောက်ပြက်ပါဘူးတဲ့ရလားဘာအစအနာမှာမရှိတော့ဘူးဆိုရင်အဲ့ဒီရေကပြောက်ပြက်တော့ပါတယ်ဘာပြောက်ပြက်ပါလဲကဘာကြီးရှိသေးလားဘာပြက်တဲ့ကဘာလဲရေပြက်တဲ့ကဘာရလားအဲ့ဒါဘယ်လောက်ကြာလဲသင်္ချေယဘယ်လောက်ကြာလဲနားလဲတယ်နော်နံပါတ်3ပါနံပါတ်3ကဘာလဲလေပြက်တဲ့ကဘာဘာကဘာလဲလေပြက်တဲ့ကဘာကြတော့ဘယ်လိုလဲဆိုတော့နံပါတ်1အဲ့လေအဲ့ဒီလိုပဲအနှစ်3သိန်းအနက်တည်းကျွေးကြော်ပါရလားအဲ့ကျွေးကြော်ပြီဆိုတော့ကြံတဲ့ပုဂ္ဂိုလ်အတော်မှန်သမျှအကုန်လုံးဖိတ်လန်ပြီးတော့အဲ့ဗြဟ္မစုကတရား4ပါးသွားပြီးတော့တီးပါကြတယ်ဘာဒီတီးအဲ့ဒါဒီသွားကိန်းနေပေါ့ရလားအဲ့တရားကိန်းတဲ့ပုဂ္ဂိုလ်မှန်သမျှဒီမနေလို့တီးလို့ရှင်ဗြဟ္မပြီဗြဟ္မပြီဘယ်ကုန်လဲဗြဟ္မ9ပုံကုန်သွားတယ်ဗြဟ္မဘယ်လောက်ကုန်သွားလဲ7ပုံပဲကျန်တယ်ဘယ်နှပုံကျန်လဲအဲ့7ပုံမှရောက်ရလားအဲ့တတ္တဝအားလုံးပေါ့အဲ့ဒီဘုံရောက်ပြီးလိုက်ရောက်လိုက်တချို့ကြတော့အနှစ်3သိန်းဆိုတော့လူပြေနတ်ပြေဖြစ်လာနော်အဲ့ဒီတရားပြည့်ပြီဆိုတော့ဗြဟ္မပြီဘောပါရှင်းရလားဘယ်ရောက်သွားလဲဗြဟ္မပြီဘယ်ရောက်သွားလဲအဲ့ဒါကဘာကြီးရှိသေးလားမရှိတာကို3ညကဘာလို့ပါတယ်ဘာကဘာလို့ပါလဲအဲ့တော့ခုနလေးဒီခုနပါလဲရေလာငါဟောရေပြီးတော့လေးဒီတိုက်ခိုက်တာလားလေးဒီတိုက်ခိုက်တာပြောလေးဒီကဘယ်လိုတိုက်လဲဆိုတော့လေးဒီကပူတော့တိုက်ဒီကဘယ်လောက်ထိအောင်တိုက်လဲဟမ်ဒီနေ့ငါပြောရင်တမျိုးလေးဖြစ်တယ်ပြသိကျဲရကြည့်တယ်ဘုရားကြားလားနည်းနည်းတော့နားလည်ပြောလားနားမလည်ဘူးရှင်းတယ်ဘယ်မှမရှင်းဘူးလေးပဲလွတ်တယ်လေးရတယ်ဒုပါခေါ်လိုက်တော့မြေဒုဒီ2သိန်း4တောင်ဘယ်လောက်ရှိလဲလေဒုဒီ4သိန်းနဲ့ဖြစ်တောင်ရှိတာဘယ်လောက်ရှိလဲရေဒုဘယ်လောက်ရှိလဲ4သိန်းနဲ့ကြားလားကျန်တာကဲ10မိနစ်အားလာချိန်ပြတ်သွားပြီးတော့မပြန်ဘူး